Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆရာသမားတွေကျွန်တော်တို့ဒီနေ့ညရှင်ပြိုင်ကစားတော့မယ် Manchester United အတွက်အရန်အရေးကြီးတဲ့နောက်ထပ်တပွဲပါ Arsenal နဲ့ Manchester City ကိုအနိုင်ယူအပြီးမှာကိုရီ United အနေနဲ့ကျွန်တော်တို့ဒါဖြစ်နိုင်ရင်နောက်ထပ်ပေါ့နော်တုံးမဲ့အိမ်ဝင်းမှာထပ်ပြီးတော့ယူပြနိုင်ရမယ်ပွဲပါဆိုတော့ဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ဒီပွဲက PR ရှိတယ် PR ရှိတယ်ဆိုရင်လူတွေကတခြားမဟုတ်ဘူးညကသူများသိနေအကုန်နိုင်သွားတယ်ချက်စီရဲ့ဘက်ကလည်း2-0နဲ့ရှုံးနေနဲ့ခံဘက်ပြန်နိုင်သွားတယ်လီဗာပူးတင်းရဲ့ဘက်ကလည်း1-0နဲ့ရှုံးနေနဲ့4-1နဲ့နျူကာဆယ်ကိုသူတို့အနိုင်ယူသွားတာ4-1နဲ့အနိုင်ယူသွားတာဗျာဒီလားအဲ့တော့ကိုရီမန်ချက်စတာယူနိုက်တက်အပေါ်ကိုကျွန်တော်တို့ရောက်လာပြီးသူတို့တွေချက်စီကအဆင့်4လီဗာပူးတင်းကအဆင့်5ဆိုတဲ့ပုံစံနဲ့ချက်စီတို့ဆိုလို့ရှိရင်ဒီမတိုင်ကမှာချန်ပီယံစ်လိလည်းကစားရတယ်အခုလက်ရှိသူတို့ပရီးမီးယားလိလည်းကစားရတယ်ဒါပြင်အာဆင်နယ်နဲ့လည်းကစားရအောင်မယ်ဒီကျွန်တော်တို့ FA ဘောင်ကာရာဘောင်ဖလားဖြစ်ဆိုတော့အဲ့လိုအခြေအနေကြားရတဲ့နေသူတို့တွေကနိုင်တာကိုရီမန်ချက်စတာယူနိုက်တက်နဲ့တပတ်တပွဲအခြေအနေမျိုးမှာကျွန်တော်တလွဲလုပ်လို့မရအောင်ဆိုတော့ဒီပွဲတလွဲလုပ်လို့မရဘူးဒီပွဲတလွဲလုပ်လို့မရဘူးဆရာသမားဒီပွဲကျွန်တော်တလွဲလုပ်လို့မဖြစ်ဘူးတုံးမှတ်ရမှကိုဖြစ်မယ်မင်းကလည်းဖူလန်ကိုကြောက်တယ်လားဘာညာဆိုဟိုကြောက်တယ်လို့တော့မဟုတ်ဒါပေမဲ့စိုးရိမ်နေဒါအမှန်တမ်းပြောကျွန်တော်ဖူလန်ကစားတဲ့ပုံစံကိုကျွန်တော်ကြည့်ပြီးတော့ကိုအသင်းဘယ်လိုပြောမလဲဂိုးရဖို့ခက်ခဲမှာတွေကိုကျွန်တော်တော်တော်စိတ်ပူတဲ့နေရာမှာပါတယ်တော်တော်စိတ်ပူတဲ့နေရာမှာပါတယ်ကျွန်တော်မနေ့ကကျွန်တော်တို့ပြောသလိုပဲ PR တွေကမတူညီတဲ့ PR နဲ့မတူညီတဲ့အခက်အခဲတွေပေါ့နော်ဟိုပြီးခဲ့တဲ့နေ့တွေကဆိုလို့ရှိရင်တော့ Michael Carrick ရဲ့လက်အောက်မှာဒီကောင်တွေ Arsenal ကိုအနိုင်ယူနိုင်ပါမလားဆိုတဲ့ PR ပေါ့အခုဆိုလို့ရှိရင်ကိုရီမကန်ခင်မှာဟိုကောင်တွေကအရင်ကန်သွားတဲ့ခါကျတော့အဲ့ဒီနှစ်သိန်းကကိုစီအနိုင်ရသွားတော့ကိုရီအနေနဲ့သူတို့လိုမျိုးဂျားပွဲတွေတောင်ကန်စရာမလိုတဲ့အခြေအနေမျိုးမှာတပတ်တပွဲကန်ပြီးတော့ငါတို့အနာမယူနိုင်ဘူးလားဆိုတဲ့အခြေအနေမျိုးဒါမျိုးတွေပါကျွန်တော်မြင်သိရအဲ့လိုမျိုး PR တွေပါကျွန်တော်ရောက်လာမှာဆိုတော့ Patrick Dogu တို့လိုမျိုးအဆင်ပြေနေတဲ့ကစားသမားတွေက injury ပြဿနာကြုံသွားတော့ကုညာတို့ပွဲကစားခွင့်တွေပူရလာမယ်ဆိုတော့ကောင်းတဲ့တစ်ချက်ပဲဒါပေမဲ့လို့ Carrick ရဲ့ပြိုင်ဘက်ကိုချင်းခဲ့တဲ့ approach တွေပုံစံတွေချက်ချင်းမြန်ပြောင်းလဲပြရမလားပေါ့ဒါတွေကလည်းကျွန်တော်ရှိသေးတာအဲ့တော့ကိုရီတို့ကတကယ်ပါကျွန်တော်ဒီပွဲနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တော်တော်လေးစိတ်ပူတယ်ကိုရီတလွဲလှုပ်လို့မရဘူးကိုကစားသမားတွေကိုကိုနီးပြကိုဒါကောင်းကောင်းတီးကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟိုကျွန်တော်တို့တော့မှဒီလိုစိတ်ပူနေတဲ့အခြေအနေမျိုးဆိုလို့ချင်းသူတို့လည်းတလွဲလှုပ်လိမ့်မယ်လို့တော့မထင်ပါဘူးဒါပေမဲ့လို့ဖူလမ်ဒီကျွန်တော်တို့အောက်မှာရှိနေတာကိုရီနဲ့ဖူလမ်ရဲ့ကြားထဲမှာ9မှတ်လား4မှတ်လားပဲကွာတယ်သိလားဖူလမ်နဲ့ကျွန်တော်တို့ကြားထဲမှာဒါအပြင်ပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်ဖူလမ်နဲ့မန်ချက်စတာယူနိုက်တက်ပဲ form ကတော်တော်လေးကောင်းနေပြီးတော့ရှုံးပွဲဆိုလို့ United ကတပွဲမှမရှိသေးတဲ့အချိန်လွန်ခဲ့တဲ့နောက်ဆုံး6ပွဲလား5ပွဲလားမသိဘူး Fulham ကတပွဲပဲရှိတယ်ဆိုတော့ Fulham ရဲ့ performance ဘိုင်းကလည်းတော်တော်ကောင်းနေတာအဲ့တော့စိတ်ပူမယ်ဆိုရင်စိတ်ပူစရာဗျာစိတ်ပူမယ်ဆိုရင်စိတ်ပူစရာအဲ့တော့ဘယ်လိုပြောမလဲ Michael Carrick ရဲ့ပွဲချင်းကပုံကြီးအဆင်ပြေဖို့ကျွန်တော်မျှော်လင့်ရမယ်ဆိုတော့ပွဲစချင်းကျွန်တော်တို့ကခက်မြန်တိုက်စစ်စင်နိုင်မှုလို့တယ်ကျွန်တော်ပွဲအစမှာအထာနှီးနေလို့ကျွန်တော်မရဘူး Fulham နဲ့ကလည်းတည်သူတို့ထိန်းချုပ်ချင်တဲ့ဟို game out ကိုကျွန်တော်ရောက်ခံလို့မဖြစ်ဘူးဗျာ Fulham ကကိုရီနဲ့ပတ်သက်လို့ဘာလုပ်ရမလဲဆိုတဲ့ idea မရခင်မှာကိုရီကတိုက်စစ်ကိုတရက်ဖုံခွန်းချဖို့လိုတယ်ပွဲစချင်းအိမ်ဝင်းလည်းဖြစ်တယ်တိုက်စစ်ကိုကျွန်တော်တရက်ကျွန်တော်ပုံဖော်ဖို့လိုတယ်ပထမပိုင်းမှာဂိုးရီပါတွေစရထားပြီးပြီဆိုလို့ရှိရင်တော့အတိုင်းအတာတစ်ခုတည်းပေါ့နော်စိတ်ချလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့လိုမဟုတ်ဘူးကိုဘက်ကပုံစံကောင်းတွေဘာတွေပြနေတဲ့ဟေ့ဆိုရင်တော့မလွယ်ဘူးဒါအပြင်ကျွန်တော်က Old Trafford မှာပထမပိုင်းမှာဥဆောင်ကူရထားတယ်ဆိုလို့ရှိရင်လုံးဝရှုံးတဲ့အခြေအနေမကြုံရတာနှစ်ပေါင်းကယာနဲ့ချီနေပြီအကြာကြီးဖြစ်နေပြီဆိုတော့ဗောနော်ကျွန်တော်အနေနဲ့ဒီပွဲပေါင်းကယာချီနေပြီဆိုတော့ကျွန်တော်အနေနဲ့အဲ့ဒီ record ကိုဆက်ထိန်းနိုင်မိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပထမပိုင်းမှာသွင်းကိုရဖို့လိုတယ်အကယ်လို့ပထမပိုင်းမှာသွင်းကိုမရရင်မလွယ်တော့ဘူးအခု Chelsea ပွဲတို့ကိုပဲကျွန်တော်ကြည့်ကျွန်တော်ဗောနော်ဒီလီဗာပူးပွဲတို့ကိုပဲကျွန်တော်ကြည့်သူများတွေကသူတို့ game ကသူတို့ခြေထဲရှိနေတဲ့အခြေအနေမျိုးမှာဂိုးတွေပြန်ယူနိုင်တာ Chelsea ဆိုလို့ရှိရင်ပွဲကသူတို့လိုချင်တဲ့အခြေအနေပုံမဖော်နိုင်တဲ့အခြေအနေမျိုးမှာသူတို့ကိုပြက်တွေရှုံးနေတာပွဲကိုသူတို့လိုသလိုပုံဖော်ပြီးတဲ့အနေအထားမျိုးမှာရတဲ့အခွင့်အရေးကိုရတယ်လို့ကိုးသွင်းတယ်လီဗာပူးလည်းပဲဒီတိုင်းပဲ1-0နဲ့ရှုံးနေတယ်ဒါပေမဲ့လို့အခြေအနေတွေကိုသူတို့လက်ထဲရောက်နေတော့မှဂိုးတွေရအောင်သွင်းတယ် Manchester City နဲ့ပွဲ Arsenal နဲ့ပွဲကျွန်တော်ကြည့်ပါ Manchester City နဲ့ပွဲကျွန်တော်2-0နဲ့နိုင်တဲ့အရန်ကောင်းတဲ့ brilliant performance ပါဒါပေမဲ့လို့သူတို့ရဲ့ဒီပွဲတွေမှာတော့ကကျွန်တော်တို့ဆိုလို့ချင်းအခွင့်အရေးတွေအများကြီးမှဂိုးတွေကနည်းနည်းလေးသွင်းနိုင်ခဲ့တာ Manchester City နဲ့ပွဲကျွန်တော်5-6ဂိုးတော့ပြတ်ရမှာကျွန်တော်2ဂိုးပဲရတယ်
အာဆင်နယ်နဲ့ပွဲမှာဆိုလို့ရှိရင်အရင်အများကြီးကောင်းတဲ့အခွင့်အရေးတွေမရပေမဲ့လေလို့ကျွန်တော်အခက်ခက်ခဲခဲအနေထားတွေကနေဂိုးတွေတွင်းပြတယ်ဆိုတော့လာမယ့်ဖူလမ်နဲ့ပွဲမှာမန်ချက်စတာစီးတီးနဲ့ပွဲကလိုမျိုးချောင်ချောင်ကြီးကြီးအလုံးတွေရဖို့ကတော့အရင်အခြေအနေနဲ့အဲ့လိုအနေထားတွေမှာကိုဒီဘလို့ဖြည့်ရှင်းလာမလဲကိုဒီဘလို့ချင်းကပ်လာမလဲတကယ်ပြောတာကျွန်တော်ရှေ့အသင်းကိုစီအကုန်လုံးအမှတ်ယူနိုင်ကြအပြီးမှာပရိသတ်တယောက်အနေနဲ့တော့မှလောက် pressure ရှိနေမယ်ဆိုလို့ရှိရင်ကိုအသင်းနဲ့ပတ်သက်လို့အဲ့လို pressure တွေတွေးရမလားစိတ်ပူတယ်ပေါ့နော်ဆိုတော့ကျွန်တော်စိတ်ပူတာတွေကအပိုတွေလို့ပဲကျွန်တော်ထင်တယ်ဖြစ်ပါစေအပိုတွေဖြစ်ပါစေလို့ပဲကျွန်တော်မျှော်လင့်တယ်၃မှတ် Old Trafford မှာမင်း clean sheet တွေဘာတွေနောက်ထားဘယ်သူပဲဝါကူးသွင်းနေနောက်ထား၃မှတ်အရေးကြီးတော့မှကျွန်တော်လက်ရှိမှာဆိုရင်အဆင့်ကဖယ်ပေးကုန်ရပြီသူများအသင်းတွေပွဲပန်းတဲ့အခြေအနေမျိုးနဲ့အကောင်းဆုံးကစားပြနေတော့မှကျွန်တော်ပြန်ပြီးတော့လုံးပြနိုင်ဖို့ကျွန်တော်လိုပါတယ်ဆိုတော့ညီကိုတို့ဒီပွဲနဲ့ပတ်သက်လို့ယုံကြည်မှုရှိကြလားဆရာသမားတွေကွန်မန့်တွေမှာမှန်းခဲ့ကြပါဦးအားလုံးကိုချီးကျူးများကြီးတင်ပါတယ်